အခုမျက်နှာကိုစံစည်းရည်နဲ့တိချာချာတိုနာလေးနဲ့လှုပ်ပြီးသွားတဲ့အခါမှာစံစည်းရည်တိုနာလေးနဲ့သုံးပြီးသွားတဲ့အခါမှာတော့နောက်ထပ်သုံးမှာကတော့ဟောဒီမီရှိုကူရဲ့Annie10 Medi Shop ဒီ Annie10 Medi Shop ကဘာကောင်းလဲဆိုလို့ရှင်သူကဘာကြောင့် Annie10 လဲဆိုလို့ရှင်လွယ်လွယ်ကူကူပဲဒါ niacinamide 10% ပါတယ် niacinamide 10% ပါမယ်ပြီးတော့ vitamin A vitamin B vitamin E ပါတဲ့အတွက်ကြောင့်မလို့မျက်နှာမှာရှိတဲ့ကြမ်းတမ်းနေတာတွေပြီးတော့ကိုယ့်ရဲ့အသားပေါ့နော် texture မကောင်းမဲနဲ့ပူတွေတစ်တွေဖြစ်နေတာတွေအဖုအပိန်လေးတွေဖြစ်နေတာတွေပြီးတဲ့အခါကျလို့ရှင်ချွေးပေါက်အရမ်းကျဲတာတွေပြီးတော့အယောင်ညင်နွမ်းတာတွေအားလုံးအတွက်ဒီဟာကတော်တော်ကိုကောင်းတယ်ကျွန်တော်သုံးနေတာအခုဆိုရင်တော်တော်ကြာပြီဒီလောက်လေးပဲရှိသေးတယ်ကုန်သေးတာလက်နှလုံးတောင်မကုန်သေးဘူးအဲ့ဒါကိုကြာကျွန်တော်ဘယ်လိုသုံးလဲဆိုလို့ရှိရင်ဒီလိုလက်ပွားလေးထဲမှာ2ဆက်3ဆက်လောက်ထည့်လိုက်ထည့်ပြီးသွားရင်မျက်နှာကိုအဲ့လိုမျိုးလိုက်ပြီးတော့ဖြည်းဖြည်းချင်းထဲထဲကိုစိတ်ဝင်သွားအောင်လေဒီဟာလေးရဲ့အဓိက target ကဘာလဲဆိုလို့ရှိရင်မျက်နှာအသားအရည်အယောင်ညီဖို့နဲ့ပြီးလို့ရှိရင်သူကဒီ fine line wrinkles လေးတွေပေါ့နော်ဒီအသားအရည်ပေါ်မှာရှိတဲ့အရေးချောင်းတွန့်တာလေးတွေအတွက်အရန်ကောင်းတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့သုံးတဲ့ J Beauty product တွေအားလုံးထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဟောဒီနှစ်ခုပေါ့ဒါကတော့ကျွန်တော်တို့ anti aging